ချစ်တော်ယုံကြည်သူများကျွန်တော်တို့ဒီနေ့ဂျေဇုတော်ကာလမှာဖခင်ရဲ့ဂျေဇုတော်ကိုပဲတာ၍စိတ်ချတတ်တော်သူများဖြစ်ပါစေ။ဒီလောကကြီးမှာဒီနေ့ဒီလောကလုံးလူတွေကပင်ပန်းနေတယ်ရုန်းကန်နေတယ်။နေ့စဉ်စားဝတ်နေရေးဘာအတွက်ရုန်းကန်ကြရလဲဆိုနေ့စဉ်စားဝတ်နေရေးရွှေငွေရှိတဲ့သူတွေကလည်းမလုံလောက်ဘူးအများကြီးဘီလီယံနာထရီလီယံနာတွေချမ်းသာရင်လည်းရုန်းကန်နေရဘလို့မှမပြည့်စုံဘူးလူရဲ့စိတ်လုံးသားထဲမှာနော်လိုအပ်မှုတွေနဲ့လူဘဝကြီးကဘုရားရဲ့ဂျေဇုတော်ကိုစိတ်မချရင်ဘလို့မှပြည့်စုံနိုင်မှာမဟုတ်ဘုရားသခင်ကလူကိုပြင်းဖို့အားမပေးဘူးဘုရားသခင်ကိုကိုးစားဖို့ယုံကြည်ဖို့ဘုရားသခင်ကတည်ပေးတာဖြစ်တယ်မိုးကောင်းကင်မှာကျင်လည်တဲ့ငှက်တွေကိုကြည်ပါဒီတိုင်းကြည့်ရင်တော့တကယ်အရင်မြစ်ကိုနားမလည်ရင်တော့ဒါတဘာဝဖြစ်နေတယ်လို့ထင်တယ်မဟုတ်အဲ့ဒီတဘာဝကြီးဒီလိုမျိုးကြီးလဲပတ်နေဖို့ရန်ကဘုရားကပြုလုပ်ထားတာဖြစ်တယ်မိုးကောင်းကင်မှာကျင်လည်တဲ့ငှက်တွေအဆိုင်လည်းမဆိုင်ဘူးစုလည်းစုမသိဘူးဘုရားကနေ့စဉ်သူတို့ကိုကြွေးမွေးဆောင်ရှောက်ထားတယ်ဆိုတော့တွေ့ရတယ်ဘုရားသခင်ခွင့်မရှိရင်သူတို့ကမြေပေါ်မှာမချရဒီနေ့ခရင်ဆိုးတဲ့ကာလမှာဘုရားသခင်ခွင့်မရှိရင်တင့်ကိုထိခိုက်ခွင့်မရှိဘူးဘာတွေပဲခရင်ဆိုးရုံနေပါလေတင့်ကိုဘုရားသခင်ကာကွယ်ပေးနေတာဖြစ်တယ်နောက်ဒီနေ့ဂျေဇုတော်ကာလမှာဘုရားရဲ့ဂျေဇုတော်ဘုရားဂျေဇုပြုခြင်းကိုစိတ်ချဖို့ရမယ်ကျွန်တော်တို့ကသင်ရောက်မှာဖြစ်တယ်လူရဲ့ကြိုးစားခြင်းထက်ဘုရားသခင်ကိုကိုးစားဖို့ဒါရွေးသင်ယူပါဒါတွေကတဘာဝလို့ဖြစ်တယ်တချို့လူညံနဲ့စဉ်းစားရင်မဖြစ်နိုင်ဘူးလို့ထင်ရတယ်လူညံဘာလို့ဆိုလူညံကမဖြစ်နိုင်တယ်လူညံကလိုက်မမီတာဘုရားသခင်ကတော့မဖြစ်နိုင်တဲ့အရာတွေကိုဖြစ်စေတယ်ဘုရားဂတိပေးရင်ပေးတဲ့အတိုင်းမဆတဲ့ဘုရားဖြစ်တယ်ဘုရားသခင်တင့်ကိုဂျေဇုပြုမှာဖြစ်တယ်ဘုရားသခင်ကိုတာ၍ကိုးစားဘုရားဂျေဇုပြုခြင်းကိုတာ၍စိတ်ချပါတကယ်ယေရှုကလက်ဝါးကားတဲ့ပုံမှာအကုန်လုတ်ပြေးသွားပြီအမှန်တကယ်တော့လူတွေကစိတ်မချနိုင်တာတချို့ကတည်းကနောက်ကျမှသိတာတကယ်တော့ကျွန်တော်တို့မမွေးခင်ကတည်းကဘုရားကကျွန်တော်တို့ဘဝအသက်တာအလုံးစုံလုတ်ပြေးသွားပြီဒီຢာကိုမျက်မှောက်ပြုရမယ်တကယ်ယေရှုကကျွန်တော်တို့တမလွန်အရေးတမလွန်မှာလည်းငရေကလည်းကောင်းကင်နိုင်ငံတော်ဝန်ဆောင်ဒီလောကထဲမှာလည်းကောင်းမွန်စွာရှင်သန်နေထိုင်ဖို့တဲ့ဘုရားကပြင်ဆင်ပေးထားပြီအဲ့ဒါကိုကျွန်တော်တို့ရဲ့စိတ်နှလုံးသားကဘုရားအပေါ်မှာစိတ်ချမှာအဲ့ဒီမှာစီးဆင်းပြီးတော့လူကညီတဲ့ချင်းခံစားမယ်ဘုရားရဲ့တကူနမိတ်လက္ခဏာတွေခံစားမှာဖြစ်ပါတယ်နှုတ်ကပတ်တော်ဘုရားစကားအဖြစ်တစ်စုံတစ်ခုရရှိပါစေအာမင်